GMM TV ဆိုတဲ့နာမည်ဟာ BL ပရိသတ်တွေအတွက်တော့ယဉ်ကျေးပြီးသားစကားလုံးဖြစ်မှာပါ။တကယ်တော့ GMM TV ဆိုတာဟာ GMM ဖြောပြေးလုပ်ငန်းစုကြီးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပြီးဒီဗီဒီယိုလေးမှာတော့ GMM Grammy အကြောင်းတင်ဆက်ပေးမှာပါ။ GMM Grammy ကို1983ခုနှစ်နိုဝင်ဘာလ17ရက်မှာစတင်တည်ထောင်ခဲ့ပြီးလာမယ့်လထဲမှာကုမ္ပဏီဟာ39နှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။ကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ထိုင်းသရေကြီးပိုင်ပွန်ဂျမ်ရွန်ချိုင်တန်ကရှယ်ယာအများစုပိုင်ဆိုင်ထားပြီးလက်ရှိအထိလည်းကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတာပါ။ GMM TV ဟာအများဆိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးအဓိကအားဖြင့်ဂီတရုပ်ရှင်နဲ့ရုပ်သံအစီအစဉ်ထုတ်လုပ်ရေးဖျော်ဖြေရေးပွဲစီစဉ်ခြင်းဝန်ဆောင်မှုနဲ့အမှုပညာရှင်စီမံခန့်ခွဲခြင်းလုပ်ငန်းတွေကနေတဆင့်ဝင်ငွေရရှိပါတယ်။ GMM Grammy ညုံချုပ်ဟာဘန်ကောက်မြို့စုကဗစ်လမ်းမကြီးပေါ်မှာရှိပြီးတော့တချို့ပရိသတ်တွေဆိုဘန်ကောက်ရောက်တဲ့အခါမှာ GMM ရှေ့မှာအမှတ်တရဓာတ်ပုံရိုက်ကူးကြတာမျိုးလည်းရှိကြပါတယ်။ GMM အကြောင်းပြောကြတဲ့အခါပရိသတ်အများစုက GMM TV တစ်ခုတည်းကိုပဲပြည့်မြင်လေးရှိကြပေမယ့်တကယ်မှာတော့ GMM TV ထက်ပိုမိုကျယ်ပြန့်တဲ့လုပ်ငန်းတွေကို GMM Grammy ကပိုင်ဆိုင်ထားပါတယ်။ထိုင်းနိုင်ငံရဲ့အကြီးဆုံးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့131ဟာလည်း GMM Grammy ရဲ့လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်ပြီးတော့ဇလန်တွဲအရှည်တွေနဲ့ရုပ်သံအစီအစဉ်တွေကိုအဓိကဖန်တီးလေးရှိပါတယ်။လက်ရှိပြသနေတဲ့ခွန်ချိုင်ဇလန်တွဲဟာ131ရဲ့မူပိုင်ဇလန်တွဲတစ်ခုဖြစ်ပြီးခေါင်းဆောင်မင်းသားနှစ်လက်လုံးဟာလည်း131နဲ့စာချုပ်ချုပ်ထားကြသူတွေဖြစ်ပါတယ်။ဒါအပြင် SD စနစ်နဲ့ပြသတဲ့ GMM 25ရုပ်သံလိုင်းကိုလည်း GMM ကပဲပိုင်ဆိုင်ထားပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Tour Sunset About You ကိုထုတ်လုပ်ခဲ့ပြီးနာမည်ကျော်အမှုပညာရှင်တော်တော်များများနဲ့လက်တွဲလှုပ်ဆောင်နေတဲ့ Nada O Bangkok ကိုလည်း GMM Grammy ကတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်နေဆိုတဲ့အချက်ဖြစ်ပါတယ်။ Nada O Bangkok ကို2009ခုနှစ်မှာ GTH 559ရဲ့လက်အောက်ခံကုမ္ပဏီအနေနဲ့စတင်တည်ထောင်ခဲ့ပြီး၎င်း GTH ဟာ GMM နဲ့ Hat Holding Bangkok တို့ပူးတွဲတည်ထောင်ထားတဲ့ကုမ္ပဏီဖြစ်တာကြောင့် Nada O ကိုလည်း GMM ကတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်နေပါတယ်။ဒါအပြင် Club Friday ဇလန်တွဲတွေနဲ့လောင်မြိုက်စရာဇလန်တွဲတွေအမြဲရိုက်ကူးတင်ဆက်နေတဲ့ Change 2571ရုပ်သံလိုင်းဟာလည်း131ရဲ့လက်အောက်ခံ channel တစ်ခုဖြစ်တာကြောင့်မူအရဆိုရင် Change ကိုလည်း GMM ကပဲပိုင်ဆိုင်ပါတယ်။ GMM ရဲ့လက်အောက်ခံအဖြစ်ရုပ်သံလိုင်းကြီး၄ခုအမှုပညာရှင်စီမံခန့်ခွဲရေးကုမ္ပဏီရုပ်ရှင်ဖန်တီးထုတ်လုပ်ရေးကုမ္ပဏီအများအပြားဖွဲ့စည်းထားတာကြောင့်ထိုင်းအမှုပညာဈေးကွက်ရဲ့အကြီးဆုံးနဲ့ဥဆောင်ကုမ္ပဏီအဖြစ်ရပ်တည်နေနိုင်တာပါ။အဲ့ဒီကုမ္ပဏီတွေအနက် BL ဇလန်တွဲတွေကိုအသားပေးထုတ်လွှင့်နေတဲ့ GMM TV ဟာအာရှနဲ့ BL ပရိသတ်တွေကြားရေပန်းအစားဆုံးဖြစ်လာခဲ့ပြီးတော့ GMM TV နဲ့စာချုပ်ချုပ်ဆိုထားတဲ့အမှုပညာရှင်100ကျော်အထိရှိနေပါတယ်။ GMM TV ဟာနှစ်အလိုက် GMM TV ပွဲတွေပြုလုပ်လို့ရှိပြီးတော့အဲ့ဒီပွဲမှာဇလန်သစ်တွေနဲ့အတူအမှုပညာရှင်အသစ်တွေကိုပါမိတ်ဆက်လို့ရှိပါတယ်။ GMM TV 2020ပွဲမှာပွဲထုတ်ခံရသူတွေအနက် Bright နဲ့ Window ဟာအောင်မြင်ဆုံးအမှုပညာရှင်တွေဖြစ်လာကြသလို2021ခုနှစ်မှာတော့ Om နဲ့ Nanon တို့ရဲ့ဇလန်တွဲ Bad Buddy ကအောင်ပွဲအကြီးအကျယ်ရလိုက်ပါတယ်။ Listed Company website ရဲ့ဖော်ပြချက်အရ GMM ဟာပြီးခဲ့တဲ့နှစ်အတွင်းဘတ်ငွေ4ဘီလီယံကျော်ဝင်ငွေရရှိခဲ့ပြီးတော့2019တုန်းကတော့6ဘီလီယံကျော်အထိစံချိန်တင်ရရှိခဲ့တာပါ။ကုမ္ပဏီဟာတစ်နှစ်တာအတွက်အနည်းဆုံးဘတ်ငွေ2ဘီလီယံကျော်သုံးစွဲပြီး2021တစ်နှစ်ထဲမှာတင်ခန့်မှန်းခြေ 1.6 ဘီလီယံကျော်အမြတ်ရရှိခဲ့ပါတယ်။တခြား BL update တွေကိုလည်း BL Bank မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ BL ဇလန်တွေနဲ့အမှုပညာရှင်တွေရဲ့အကြောင်းနေ့စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။